ကျွန်တော်တို့မောင်နှမ2ယောက်ကိုအလိန်ခံလိုက်ရတာအမေလောက်ပါအောင်မောင်လေးရေငါကြောက်လိုက်တာအကူကြီးပါအောင်ဟဲ့အဲ့ဒီမှာပတ်စံနေနေဘယ်လိုလုပ်နော်ဒီဘေးကစကန်အောင်စိတ်မချတော့သူကသူ့ရဲ့စကန်ဘိုင်းစတေကောဒီရဲ့ကောင်းနာမှာ customer ရှင်းတဲ့ခါမှာသူကလာကတ်လိုက်ဒါလည်းစကန်ဆိုစိတ်ချရတယ်ဆိုပြီးသူကရှင်းလိုက်ကြတယ်ရှင်းလိုက်တဲ့ခါကျတော့ငွေရမရောက် customer ငွေရလည်းထွက်သွားတယ်ကတ်ထားတဲ့သူစကန်ဒီသူလည်းဝင်သွားပါအကြိုက်တော့လို့မရဘူးအချိန်မဟုတ်တစ်ချိန်တော့တိမှာပါဟုတ်တယ်တင်းကိုဝေသားတယ်လည်းဒီလိုပဲဆိုဝေသားတွေကကိုတိကျရမယ်ပါဒီဝေသားတွေကိုတိကျကိုမမကဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်အိမ်မူကေဖြစ်ပါတယ်ဒီနေ့တစ်ဆက်ပြဗီဒီယိုခွန်လေးကရောင်းမှရေးကြီးဗီဒီယိုခွန်လေးပြဒီဗီဒီယိုခွန်လေးကဒါ KP ကနေလိန်နီးအစ်စ်ထပ်ထုတ်လိုက်ပြင်ပြီးတဲ့မျိုးတွေဒီစက္ကန့်ဖတ်ပြီးလိန်နီးအစ်စ်ပေါ့နော်ဟုတ်ကဲ့ပါဒီဗီဒီယိုခွန်လေးကိုကျွန်တော်ရဲ့မျိုးပြတ်သက်တဲ့ဆက်ပြီးတော့ဖြစ်ပါတယ်နောက်ထပ်လူလည်း link မထည့်အောင်လို့ကျွန်တော်ရဲ့ဗီဒီယိုခွန်လေးအဆုံးတက်ထိလည်းပဲကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ဒါဆိုတော့ကျွန်တော်တို့ဗီဒီယိုခွန်လေးကိုစလိုက်ရအောင်ဒီဘေးကစကန်အောင်စိတ်မချတော့သူကသူ့ရဲ့စကန်ဘိုင်းစတေကောဒီရဲ့ကောင်းနာမှာ customer ရှင်းတဲ့ခါမှာသူကလာကတ်လိုက်ဒါပေမဲ့ထောင်ထားတာဟိုအဲ့တော့မမြင်ဘူးလေအဲ့တော့ခါကျ customer လည်းငွေရှင်းတယ်စကန်နဲ့ရှင်းတယ်ဆိုတော့စကန်ဆိုစိတ်ချရတယ်ဆိုပြီးသူကရှင်းလိုက်ကြတယ်ရှင်းလိုက်တဲ့ခါကျတော့ငွေရမရောက် customer ငွေရလည်းထွက်သွားတယ်အဲ့တော့ငွေရဒီကောင်းရဲ့စတေကာကတ်ထားတဲ့သူစကန်ဒီသူလည်းဝင်သွားပါအကြိုက်တော့လို့မရဘူးအချိန်မဟုတ်တစ်ချိန်တော့တိမှာပါဒါပေမဲ့အဲ့မတိခင်ကာလာတွင်းမှာသူကရသလောက်ယူလို့ရတယ်စကန်နဲ့ရှင်းမယ်ဆိုပြီးစကန်နဲ့စိတ်ချရဲဆိုပြီးရှင်းလို့မရတော့စကန်ဆိုတော့နာမည်ပြန်တိုက်ရတော့မှာစကန်မာတွေလည်းတော်တော်လေးညံကောင်းဟုတ်လားလမ်းလိုက်ထားငါအမြန်လုံးလုပ်ပြပါအဲ့ဘယ်လိုလုပ်မအောင်ရင်ဟုတ်ကဲ့ပါမဒါဆိုရင်ကျွန်တော်ဘက်ကနေယာယီပြလဲပိတ်တဲ့လူစီရတယ်ပဲထည့်ပြီးတော့မူလာနဲ့စောစောလာလို့ရအောင်အမေလောက်ပါအောင်မောင်လေးရေငါကြောက်လိုက်တာအကူကြီးပါအောင်ဟဲ့အဲ့ဒီမှာပတ်စံနေနေဘယ်လိုလုပ်နော်ဟုတ်ကဲ့ပါမနောက်တော့ဘာကြီးတို့သိချင်ပြီးတော့မှဒီလိုငါမရရင်လည်းပဲဒီမှာဒီလိုပဲလည်းမှတ်ဖို့တဲ့နံပါတ်ကလေးကိုတစ်ချက်လောက်ထည့်လိုက်နည်းနည်းလောက်ပါမောင်လေးရေမှတ်ပုံနဲ့မမိဘူးဘယ်လိုလုပ်မနော်ငါတော့ယူပါအောင်မခဏကြီးဖုန်းချလာအောင်နော်ညပါစီရတယ်ဒီအမေခွန်တဲ့တင်းကိုဝေသားတယ်လည်းဒီလိုပဲဆိုဝေသားတွေကိုတိကျရမယ်ပါဒီဝေသားတွေကိုတိကျကိုမမကထောက်ပါလားရှင်ဟိုငွေသားမထုတ်ဘဲနဲ့အမဒီ9သိန်းပဲယူရင်ဘယ်လိုရမလဲမသိဘူးဟုတ်ကဲ့ပါအဲဒီ9သိန်းပဲယူရဲဆိုရှင်ရတယ်ဒီဘာပဲကိုလည်းပြောင်းပေးလို့ရတယ်ရှင်အဲဒီ9သိန်းပေါ့နော်ဟုတ်ကဲ့အဲဒီ9သိန်းဆိုတာဟိုဟာအပြီးတော့ခေါ်လိုက်ရမယ်ငွေသားဆို9သိန်းရဟောငွေသားဆို9သိန်းရမှာပါပတ်ဆက်ဆိုရင်9သိန်းဒီ9သိန်းကိုဝေသားနဲ့လည်းဝေသားတွေက9သိန်းပါညီမတို့လုံးပြပါတစ်ခါပိုးရှင်းထောက်ပေးထားအဲ့ဒါလည်းပုံစံဌာနလေးဆက်သွယ်ပေးထားတာရှင်အဲ့ဒါငွေသားပဲယူမယ်လေမဟုတ်ကဲ့ဝေသားထောက်ပေးတယ်မပါဘူးထောက်ပေးထားတာရှိလားဝေကောက်တော့မရှိဘူးဟုတ်ကဲ့အဲ့ဒါလို့ရှိလို့ရှင်မမဝေမလေးတိုင်ရရှိလားထုတ်ရမယ်တရားလေးရှိတယ်ဟုတ်ကဲ့မရှိပါနဲ့ဆိုလို့ရှိရင်အမရဲ့ဒီကွန်ပျူတာကလေးကိုပတ်တော့နဲ့ပြောင်းပေးရမှာလားရှင်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်အမဒီရဲ့လေးကလေးညီမကိုတစ်ချက်လောက်ပြောပါရှင်အမ24ဓမ္မစီကြီးလားဟောအမ24ဓမ္မစီကြီးလမ်းမှာရှင်မတိုက်ဟုတ်ကဲ့မိုက်လေးအောင်နာမည်ကတော့ဒေါ်ကြီးနိုင်ဟုတ်ကဲ့ဒေါ်ကြီးတိုင်းအမရဲ့ဒီဖုန်းနံပါတ်လေးကိုညီမတို့ကပြောင်းပေးမယ်အဲ့တော့မှမမကထုတ်လို့ရပြီမပြောင်းရင်စတဲ့မှာညီမတို့ဖြတ်ပြီးထားတာနိုင်တော့ဒေတာပဲရှိပါသေးတယ်မှာနိုင်တော့ဒေတာကိုဝေသားပြင်နေရအောင်လေဝေသားပြင်နေရဖို့အတွက်ကတော့အမရဲ့ကတ်တမဲပေါက်ထားတဲ့စက်ကတဲ့ကိုပေါက်ဝေလေးရ1600ဖြစ်ရမယ်ရှင်ဖြစ်နိုင်လားအမရဲ့ကတ်တဲ့ကိုဖြစ်ရမှာနော်ဟုတ်ကဲ့ဟောဖြည့်ပြီးမှပါဆက်လုံးဖြစ်တယ်လောက်ဆောင်လို့လေအမကဒီဖုန်းပေးလေးကိုအမရဲ့စက်ကတဲ့ကို1600ဖြည့်ပြရတဲ့ညီမရဲ့ဒီဖုန်းလေးကိုပြန်ဆက်တယ်လေအမက9မိနစ်ပဲခိုင်းတော့လေညီမမတည်းပြုတ်အားလုံးမှာကျုပ်ကမှအမကိုလိုက်တော့ဒေတာကိုဝေသားတင်နေတဲ့ညနဲ့ဒါလေးကိုကြောင်းပြီးပဲရှင်ဟုတ်ကဲ့ရှင်ဟိုကလေဟိုဖုန်းကတ်တယ်ကဘေးကထည့်ပြီးပါဟိုနေ့က2000ခွဲတောင်ထည့်တယ်စစ်လိုက်ပါအောင်မ2000ခွဲလည်းမလို့နော်1600ရှင်ရတယ်ရှင်ညီမတို့တော့တက်ဖက်ချက်ချတာ1600ပဲချထားတယ်နော်လိစာအပြည့်ဆုံးပြောလို့ရတာမဒီကကြမိုင်းတဲ့ကုမ္ပဏီကဘယ်ရလဲမသိဘူးမိုင်းတဲ့ကုမ္ပဏီပုံမှာမိုင်းတဲ့စားတွေရောတီးတက်ဆက်ဆက်ဖောက်ပြီးတဲ့ဌာနရှင်ညီမတို့ဒီပြီးတော့ဘယ်နားမှာရှိရလဲနေပြီးတော့ရုံးချုပ်ကပေါ့နော်ဟုတ်ကဲ့နေပြီးတော့ရုံးချုပ်ကအမဘယ်နားမှာရှိရလဲတော့မသိဘူးဟုတ်ကဲ့အမရဲ့စိတ်ကလေးကိုကွန်ပဏီထဲခိုင်းတာလွှဲပြောင်းပေးရမယ့်ဝင်ပေါက်တရားများနေပြီရှင်ကျမဘိုးဘေ1000နဲ့မှ6000ထည့်ပြီးရပြီပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပြီးရင်အဲ့1000 6000ဖြတ်သွားမှလားမသိဘူးမဖြတ်ဘူးမဖြတ်ဘူးလိုင်းတော့ဒေတာကိုမိသင်လဲပြီးတာနဲ့အမကိုလွှဲပြောင်းပြီးမှရှင်လိစာအပြည့်ဆုံးပြောတာ24ရက်စက္ကန့်ဟုတ်ကဲ့မဖြစ်သေးနိုင်လားမဖြစ်သေးမရဘူးပေါ့နော်ဟုတ်ကဲ့မ
ပြန်ဆက်ပေးလိုက်မယ်မရအောင်ဘူး ရတယ်မကယုံကြည်မှသာလေထုတ်ပါနော်ညီမတို့ကယုံစစ်ကနေဆောင်ရွက်ပေးထားတာရှင် ဟုတ်ရုံးချုပ်ကမှဘယ်နှမှာရှိရလဲသိလို့ လာပို့လား ဟုတ်သိလို့ရလားမသိဘူး အပန်းလာပို့လား ဘုမဟုတ်မသိကြရင်ကျမတို့ကလည်းမြန်မာနိုင်ငံရဲတပ်ဖွဲ့ကပြင်နေလို့ရှင် ဟောအမရဲ့ရပါတယ်ရဲတဲ့ပွဲရတယ်ဗာဖြစ်တယ်ညီမတို့ကစစ်မှန်ချပြီးထားတာအမကယုံကြည်မှသာလေထုတ်နော် ဟုတ်လေအဲ့ကြောင့်အဲ့လိမ့်စာလာလို့ရအောင်လို့မေးရလေ အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ဒီနေ့ပြောချင်တာကကျွန်တော်တို့မောင်နှမ2ယောက်ကိုအလိန်ခံလိုက်ရတာ ဒီနေ့ ဘယ်ကနေစပြောမလဲမ ဘယ်ကနေစပြောရမလဲဆိုတော့ဒီနေ့အရင်ဆုံး customer ပုံစံနဲ့သူကစာတွေပို့လာတယ်အဲ့ရနေစရမှာပေါ့ ဟုတ် နော် တယ်ကျွန်တော်ပုံနေပြမယ်ဒါမှရှင်းလည်းပြော သူစာတွေပို့လာပြီးတော့ customer အဲ့ချိန်ကဖုန်းအားသွင်းထားတဲ့အချိန်ဆိုချက်ချင်းစာမပြန်မိဘူးစာမပြန်မိအောင်သူဖုန်းခေါ်လာပြီးတော့ကျွန်တော်တဲ့ဖုန်းစင်းနှုံးနေမေးနေတာတဲ့မဖြေပေးလို့ဆိုတော့ okay ပေါ့ဆိုပြီးတော့ customer အနေနဲ့ပဲအမကိုယ်တိုင်ဖြေပေးလိုက်တယ်ကွာဖြေပေးလိုက်တော့ပုံမှန်ဆိုရင် page ဖြေတဲ့ကလေးတွေတော့မဖြေခိုင်းမဲနဲ့အမကိုယ်တိုင်ဖြေပေးပြီးတော့သူကအမကိုဘာတွေမေးရလဲဘာမေးရလဲဆိုတော့16 Pro Max ဈေးစမေးရမေးပြီးတော့16 Pro Max ဈေးစမေးဈေးကြီးလည်း short ပါအောင်ပါညာလဲအဲ့မှာအမနဲ့ဈေးညှိနေတဲ့အချိန်မှာမောင်လေးရဲ့နာမည်နဲ့မောင်လေးရဲ့ပုံနဲ့ပေါ့နော်တင်ထားတဲ့အကောင့်အဲ့အကောင့်ကနေပြီးတော့စကားလာပြောတယ်ပြပေးလိုက်ဒီကကျွန်တော်ပုံနေနော်ဟုတ်လားကျွန်တော်ပုံနေကျွန်တော်နာမည်နဲ့ကျွန်တော်ဖုန်းနံပါတ်တော့မဟုတ်ကျွန်တော်ဖုန်းနံပါတ်တော့ဟိုကျွန်တော် TikTok အကောင့်ရဲ့ bio မှာတင်ပေးထားတယ်အဲ့ဖုန်းနံပါတ်ဒီဒါကျွန်တော်ဖုန်းနံပါတ်အစ်စ်ပါတခါတည်းဒတိပေးလိုက်တာဗျလူလိန်တွေကကျွန်တော်နာမည်နဲ့လည်းလိန်လာပါပြီအဲ့တော့အားလုံးပဲဒတိထားကြပါကျွန်တော်ဖုန်းနံပါတ်ဒီ bio မှာတင်ထားတဲ့ဖုန်းနံပါတ်ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပုံနေနဲ့လည်းလိန်လာကြပါပြီဒါမှလည်းဆက်ပြောသူပုံနဲ့ပေါ့နော်သူပုံနဲ့လာပြောတော့အမကလည်းဟိုအလောတကြီးပေါ့နော်ကြည့်မိလိုက်တာဖြစ်ချင်တော့သူကအရှိမ customer ကိုဈေးရောက်နေအမနာမှာပုံမှန်ဒီလိုမျိုးကောင်တာမှာတူတူထိုင်မနေဘူးပေါ့အဲ့ချိန်မှာသူလာပြောတော့ဟိုတဲ့ customer အဲ့နာမည် new ဆိုတဲ့နာမည်နဲ့ customer လာတဲ့ဆိုပြောလာတယ်ပေါ့အခုပဲအမဖြေပေးနေရဲ့လို့သူ့ကိုပြန်ပြောပြီးတော့သူတိတ်ချလုတ်ပေးလိုက်တဲ့သူတခါမှအဲ့လိုမပြောဘူးသူတခါမှအဲ့လိုမပြောဘူးဒါပေမဲ့သူလုတ်ပေးလိုက်ဆိုအမလည်းဟုတ်ကဲ့နောက်နေတယ်ထင်သွားတာပထမတော့နောက်နေတယ်ထင်သွားတာနောက်နေတယ်ဟုတ်ကဲ့ဆိုပြီးမှ तू ကဗာမေးလာလဲဆိုတော့ဆိုင်ရဲလေဝိပေ KB လက်ကျန်နေလေတစ်ချက်လောက်အမောင့်လေးကြည့်ပြီးပါဦးနဲ့ကျွန်တော်တခါမှမမေးဘူးအဲ့ကိစ္စကျွန်တော်အပိုင်းလည်းမဟုတ်ကျွန်တော်အပိုင်းလည်းမဟုတ်တော့ကျွန်တော်မေးထားမရှိတဲ့အပိုင်းအဲ့တော့မေးလာအဲ့ကျွန်တော်မှတဘောပေါက်သွားတယ်အဲ့ချိန်မှာတဘောပေါက်သွားဒီကောင်မယိုးတားတော့ဆိုပြီးတော့ကျွန်တော်ထိုင်ဆောင်တယ်ကျွန်တော်စာမပြောတော့ဖုန်းလေးပဲခေါ်တယ် तू က page ကနေပါ Viber ကနေ तू ကဖုန်းလေးပဲခေါ်တယ် miss call လေးပါပေးတာဆရာကြီးထားနေ तू miss call လေးပဲပေးတာသိလားအဲ့နဲ့အမကိုပြီးတော့သူက KB စစ်ခိုင်းတာဆိုတော့အမကသူ့ကို KB စစ်ပေးလို့မရဘူးဆိုပြီးပြောလိုက်တော့သူကအမကဘာပြောလဲဆိုတော့ငွေသားပါစစ်ခိုင်းတာထပ်ပြီးတော့အဲ့အမတော်တော်အံ့ဩပါနှစ်စီးတစ်ခါမှအမကိုငွေသားတွေပါလေမမေးဘူးတဲ့အခါကျတော့လေတော်တော်အံ့ဩပါပြီးတော့ तू ဝင်လာတာတော့ तू ရောက်လာတော့ထိုင်ဆောင်နေတာရောက်လာကျွန်တော်မရှင်းလဲမောင်လေးရဲ့အမောင်လေးဘာစာတွေပို့နေတာလဲလေကျွန်တော် surprise ဖြစ်သွားတယ်လုံးဝ surprise ဖြစ်ကျွန်တော် customer နဲ့စကားပြောနေတာဗျာ customer နဲ့စကားပြောနေတာဆိုတော့ရုပ်တရက်ဆိုတော့ဘာသာမှမပို့လေအမလို့ဒီမှာလေးဆိုတော့ကျွန်တော်လုံးဝ shock ရပါတယ် shock ရသွားတော့အဲ့ကောင်အကောက်ယူပြီးကျွန်တော်သွားပြီးတန်းပြီးတပို့လိုက်တော့တယ်ဟိုဘာဖြစ်လဲတားလို့ငါပုံအောင်ငါနာမည်ရောဆိုတော့အဲ့အနီစာရွက်သူစာထပ်မပို့တော့အဲ့မှာ तू ကအရင်ဟိုခုနပထမလာပြောရဲ့ customer အကောင့်ကနေတစ်ခါထက်လာပြီးပြောသေးရဲ့ဈေး short ပေးအောင်နဲ့16 Pro Max Okay ပတ်တူဒီကပတ်တူခုနဘယ်မှာဆုံးသွားလဲခုနက16 Pro Max သူကောင်းတဲ့စကားပထမစကားလာပြောအကောင့်နဲ့ပြန်လာပြောတယ်customer ကောင်းတဲ့စကားလာပြန်ပြောခိုင်းတာအဲ့မှာ तू အမကိုဘယ်လိုပြောလဲဆိုတော့ဟိုတဲ့အမဈေး short ပေးလို့မရဘူးလို့ तू ရှင်းပြနေတဲ့အချိန်မှာ तू ဘာပြောလဲဆိုတော့ CEO တာမေးလိုက်နေနိုင် तू CEO ဖြစ်သွားတာကွာသူ့ဆိုပြောရမလဲဘောစီဆိုလဲဘောစီပေါ့အကိုဆိုလဲအကိုပေါ့အကုန်လုံးအဲ့လိုပဲခေါ်တာဒါပေမဲ့တရားမှ CEO လို့မခေါ်ဘူးပြီးတော့အမတို့ဖုန်းဆိုင်ကွာကုမ္ပဏီလည်းမဟုတ်ဘူးသူက CEO လို့ပြောမှာအဲ့ဒီကတခုခုတော့ off နေရဲဆိုပြီးတော့တကယ်ရှိလဲရရပါတယ်ဒါပေမဲ့တိတာမြန်သွားလို့အလိန်တော့မခံလိုက်ရဘူးပေါ့နော်ဒါပေမဲ့တတိတော့ထားဖို့လိုရယ်နော်တတိတော့ထားဖို့လိုအဓိကကျွန်တော်TikTok ကဟိုကျွန်တော်တကယ်ချင်းကိုပြောချင်တာတခြားမဟုတ်ဗျာကျွန်တော်အကောင့်နဲ့လည်းကျွန်တော်ပုံနေနဲ့လည်းကျွန်တော်နာမည်နဲ့လည်းလိန်လာကြပါပြီအဲ့တော့တတိထားပေးကြပါအဲ့တော့ကျွန်တော်ဖုန်းနံပါတ်ကိုကျွန်တော် bio မှာထားပေးထားတယ်ကျွန်တော်သုံးတဲ့ 4000 addition 5တီတာကျွန်တော်ရဲ့ဖုန်းနံပါတ်အစ်စ်ဖြစ်ပါတယ်အဲ့တော့အဲ့ဖုန်းနံပါတ်ကိုပဲဆက်သွယ်ပေးကြပါကျွန်တော်ဖုန်းနံပါတ်တွေကအစ်စ်တွေမဟုတ်ပါဘူးဆက်သွယ်လာလို့ရှိရင်လည်းဟိုစားဝိုင်းပြီးတော့ report ထုတ်ပေးကြပါဟုတ်ကဲ့ပါဒီလောက်ပါပဲအဲ့တော့ဟုတ်ကဲ့ပါမျိုးလေးကျွန်တော်ပြန်ဒီလောက်ပါပဲဒါတော့ဒီ line မှာတော်တော်လေးမှကြီးလူလိမ်လူညာကြီးပေါ်များလာရပေါ့နော်ကျွန်တော်ရဲ့မျိုးလေးပူဒရာရှိအောင်ဒီ view site လို့ရအောင်လို့ပေါ့နော်ကျွန်တော်ပြန်လည်ဝင်မြတ်ဒီဆက်ပေးလိမ့်ခြင်းဖြစ်တယ်ဒီ
ဒီကြောင့်လည်းပတ်သက်ပြီးတော့အမျိုးရဲ့ထင်မြင်ချက်တွေကိုကျွန်တော်ကောမန့်မှာမှတ်ချက်ရေးပေးကြရရတယ်ဒီထဲမှာဒီမျိုးအလဲညာတွေခံထားခဲ့ရတဲ့သူတွေရှိလို့ရှိရင်လည်းကျွန်တော်ကောမန့်မှာမှတ်ချက်ရေးပေးကြရတယ်ကျွန်တော် channel အပိတ်ကြည့်ရှုသူတွေရှိနေကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ပြန်ပြန်ဆွေးနွေးကြမယ်